စကလုံးလာလာလေးတွေမဖွယ်နှွေသက်ပေမဲ့မိသားစုစာဝန်နေအတွက်ဝန်တာထားကဦးဆောင်ခဲ့လူလေးတွေမရှိအောင်ထောက်ပံ့ပေးတဲ့အဖေသူအတွက်သူမငြင်းညာခဲ့မိသားစုအတွက်နေဘူးမို့ရမမှုဘူးအေးတဲ့ကိုအန်သူကပေးစချစ်ခဲ့တဲ့